ကျောင်းဖွင့်ရာဒီမှာမိုးရွာတယ်ကျောင်းပေးတဲ့အချိန်မှာမိခိုးလေးတွေနဲ့တင်းတပွဲပွဲလေးနဲ့နေရထိုင်ရတာတစ်မျိုးလေးကျောင်းပေးပြီးဆိုရင်တော့စိတ်ရဘယ်ရောက်သွားမှမသိဘူးကဘာဘူလေးငါဟောက်ပတ်ပြီးတော့ပူစီပြန်ရောက်တယ်ဆိုချင်တာတော့အားလက်သွားပြီပေါ့ဒီဇူလာချရတဲ့မိုးလေးရွာကျောင်းလေးဖွင့်ဆိုတော့ကျောင်းသားလေးတွေကကောင်းကောင်းလေးအာယုံဆက်ရတော့အာယုံမပြန့်စီတယ်မိဘတွေစီကိုရီတာစီလည်းမရောက်စီတယ်အကြောင်းကျွန်တော်တို့ပုထုဇဉ်လောကသားတွေရောက်ခင်မိတယ်ဆိုတဲ့စကားကိုကြိုက်တဲ့ကြတယ်ဒီလိုဟာခင်မမီဘူးလို့တရားရောက်ကလာပြောမိရင်တော့ကုကုကိုလာစောကားတယ်လို့ဇာလာရှာတယ်လို့ခံစားတတ်ကြတယ်ဒီမျိုးဆုံးသုံးပြီးတော့ခင်မိတဲ့သူတရားဖြစ်ဖို့ကြိုးစားရုန်းကန်နေကြတယ်အမေတစ်ဖြစ်မှကြည့်မယ်ဆိုရင်ဝိညာဉ်တော်ဖျားကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာကင်းအောင်မှုရအတွက်ကျွန်တော်တို့ကြိုးစားကြပါရဲ့လားဝိညာဉ်တော်ဖျားရဲ့လာညွန်ပြီးမှုအတိုင်းအသက်ရှင်နေထိုင်နိုင်ရာအစင်တင်ဖြစ်နေကြပြီလားမိမိကိုယ်ကိုဒီနေ့မိမြန်ရမယ်မိခွန်ကောင်းဖြစ်ပါတယ်တယ်လီဖုန်းထဲမှာဖျားကိုရှာလို့တွေ့လို့မရဘူးကော်ဖီဆိုင်မှာလည်းဖျားကိုရှာလို့မရဘူးရုပ်ရှင်ကြုံမှာလည်းရှာတွေ့လို့ရမှာမဟုတ်ခြုံပြီးတော့ပြောရမယ်ဆိုရင်ပြင်ပလောကမှာဖျားရှာလို့မတွေ့နိုင်ဘူးဆိုတာစင်္ဂရစတင်ကကိုရောကိုတပည့်တော်ချစ်တာနောက်ကျနေပြီကိုရောကိုအပြင်လောကထဲမှာလိုက်ရှာမိတယ်ဒါပေမဲ့ကိုရောကကျွန်တော်အထဲမှာရှိနေခဲ့တယ်ဆိုပြီးတော့သူရဲ့ confession အခန်းကြီး30အခန်းငယ်20ခေါ်မှာတီချာဒီတော့ပေါ်ပြခဲ့ပါဆိုတော့ဘာဖြစ်လို့လဲဆိုတော့မိမိရဲ့ဘဝတစ်သက်တာလုံးဖယားကိုဆက်ကပ်အနာမှုကြောက်ရွံ့ကြသလားဘာကြောင့်လဲဘာဖြစ်လို့ဖယားရဲ့လူတော်ကိုအသက်ရှင်ဖို့ကြောက်ကြရတာလဲအဖေကတော့ရှင်းစလေးပါပဲမိမိတို့ရဲ့လူရဲ့ဆန္ဒအတိုင်းမိမိတို့ရဲ့သဘောအတိုင်းစိတ်တိုင်းချအသက်ရှင်လို့မရတော့ဘူးဆိုတာကိုစိုးရင်ပြီးမှာပဲဇဟာဘဝဖြစ်ကိုတက်လာနိုင်ဖို့ရကြိုးစားနေကြတဲ့သူရလောဘောင်တို့ကျွန်တော်ဟာ Assumption Seminary ကျောင်းမှာမိသားစုလောက်ခါမျိုးမိသားစုပြဿနာမျိုးမိသားစုအခြေအနေမျိုးစိတ်ဓာတ်မျိုးနဲ့ Seminary ကျောင်းကိုရောက်လာကြတဲ့ပုဂ္ဂိုလ်ထူးများဖြစ်ကြပါတယ်ဒါကြောင့်ခရစ်တော်နဲ့သူတဲ့ရဟန်းဖြစ်ဖို့ဆိုရင်တော့အမျိုးဆိုတဲ့အားလုံးကိုခရစ်တော်နဲ့သူတော်စိတ်ဓာတ်ဖြစ်လာအောင်ပြုပြင်ပုံသွင်းပြီးတဲ့နေရာဆိုတာအားလုံးအပြည့်ပဲဖြစ်ပါကဲလောကလည်းခဏပြီးချိန်ထားတော့ကိုယ့်ရဲ့ ambition အခြားသူချင်တာလည်းခဏလေးထားလိုက်တော့ထောက်ထားလိုက်တော့လေဝါကားရဲ့လမ်းရှင်ဖြစ်တေချင်းကိုအောင်မြင်ခဲ့သူယေရှုခရစ်တော်ကိုကိုစားပြုတဲ့သူတယောက်ဖြစ်ဘူးဟောတော်မူခြင်းခါရတာထက်တခြားကောင်းမြတ်တဲ့အရာတွေရှိနိုင်သည်တလားဒီကနေ့ဆုံးဖြတ်ရမယ်တွေးတော်ရမယ်ခရစ်တော်ကိုကိုစားပြုတဲ့ပုဂ္ဂိုလ်အဖြစ်ဟောတော်မူခြင်းခါရတာဟာလူသားတူအနေနဲ့ပြောရရင်အုံနောက်နဲ့ရှင်းစား၍မမီနိုင်တော့အောင်ကြီးကျယ်ခန္ဓာပြီးနဲ့ထားပါတယ်
ဟုတ်တယ်အရာအလုံးကိုခြံထားပြီးတော့ခရစ်တော်နောက်လိုက်ဖို့ဆိုတာအရာအလုံးကိုပိုင်ဆိုင်ခြင်းပဲဖြစ်ပါအသက်ဆုံးခြင်းဆိုတာထာဝရအသက်ကိုရှာဖွေတွေ့ရှိခြင်းပဲဖြစ်ပါတယ်ဒါကြောင့်အရာအလုံးပြီးရမယ်ဆိုတာအရာအလုံးကိုပြန်လည်ကရှိရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒီတော့ကြောင့်မိမိဟာဖရာအတွက်မိမိရဲ့ဆန္ဒဘာဒီကိုစွန့်လွတ်ငင်းပယ်ထားတယ်လဲဆိုတာတာဝန်ခံမှုတာဝန်ယူမှုအပြည့်အစုံနဲ့ရင့်ကျက်စွာအဒီထားရမှာဖြစ်ပါတယ်ဒိုမာတာရင်ငင်းပယ်စွန့်လွတ်ခဲ့တဲ့အရာများဒီကိုစားပြုတဲ့မိမိရဲ့ကိုလျှောက်လာနေတဲ့အသက်တာကိုမှန်ကန်ဝိပိုက်ထားနိုင်မှာဖြစ်ပါအဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ခရီးရပဒါတလန်တန်တလန်ဟုတ်ရှောက်ရမယ်လာနာဒီတလန်ခေတာနလန်မောင်းလည်းမဟုတ်တလန်မောင်းဆိုတော့ယခုခေတ်ဘာသာတူရိယဘုန်းတော်ကြီးထာမှာဘာကူမျိုးလေးနဲ့တလဲဆိုရင်ဘုန်းတော်ကြီးထာမှာခရစ်တော်ကိုပဲမျိုးလင်းစာငတ်နေကြတယ်စီပွားရေးလူမှုရေးတခြားကိစ္စတွေကိုဘုန်းတော်ကြီးမဟုတ်ပဲတခြားလူတွေနဲ့ဆောင်ရွက်ဖြည့်ရှင်းပေးနိုင်တယ်ဒါပေမဲ့ဇဟန်မတ်ဆင်သူတို့ဟာခရစ်တော်ကိုပင်ယူခွင့်အကြီးအခုလည်းရှိကြတယ်လို့နောက်ကဘာတော်တဲ့ကောဟောပြောခြင်းအဖြစ်လဲခရစ်တော်ကိုပိုင်ဆိုင်ခွင့်ရရှိကြပါတယ်ဆိုပြီးတော့စင်ဇွန်ပေါ်တဲ့စကန်ကနေကောင်းမှကျွန်တော်တို့ကိုဟောပြရေးသားခဲ့ပါတယ်ဒါဆိုကျွန်တော်တို့ Seminary Formation ကာလဟာပညာတတ်ဖို့စာတော်ဖို့အင်္ဂလိပ်စာကျွမ်းကျင်ဖို့တင်ပြီးတဲ့နေရာတစ်ခုထဲမဟုတ်ဘူးနောက်လိုက်ကောင်းတရားမှာစိတ်တင်စီရတဲ့နှလုံးသားသူထင်လို့မှာစိတ်တင်စီထားတဲ့နှလုံးသားနဲ့ရင့်ကျက်တဲ့ပုဂ္ဂိုလ်တရားဖြစ်ဖို့ရာပြုပြင်ပြီးတဲ့နေရာဖြစ်တယ်ခုနပြောသွားတဲ့သုံးချက်နောက်လိုက်ကောင်းမှာစိတ်တင်တဲ့နှလုံးသားနောက်လိုက်ကောင်းတဲ့နှလုံးသားသူထင်လို့မှာစိတ်တင်စိတ်ထိုက်တဲ့နှလုံးသားရင့်ကျက်တဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားအဲ့ဒါတွေကိုဒီကနေ့ကျွန်တော်ရှင်းစားရမှာဖြစ်ပါတယ်ရင့်ကျက်ပြီးတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရာနှလုံးသားနဲ့စိတ်အတွေ့အခေါ်နဲ့ခံစားချက်ခန္ဓာကိုယ်နဲ့ဝိညာဉ်တဟယာတဖြစ်ဖို့ရာသူစားဖို့အရာတွေကြီးပါချက်သူရဲ့ဘယ်တော့ပဲသူတက်ပြောလဲနေပါစေလူမှုရေးစီးပွားရေးဘာသာရေးတွေဘယ်တော့ပဲပြောလဲနေပါစေဇဟန်တဘာမှာအရေးကြီးထားတဲ့စိတ်တဲ့စိတ်ထိုက်တဲ့လက္ခဏာအတွက်ပြင်ကတော့ဘယ်တော့မှပြောင်းနိုင်ဘူးမနိကယဟန်ဒီကနေ့ယဟန်ယဟန်ချုပ်ဖြစ်တဲ့ခရစ်တော်နဲ့ဆင်တူညီရခြင်းဖြစ်ပါအကြောင်းမှတ်ထားကြပါဘုရားလောများအာပိစကပြောစင်တာကတော့Seminary မှာတာဝန်ကျတဲ့ဘုန်းတော်ကြီးများရဲ့လမ်းညွှန်ပြီးမှုပုံသွင်းပြီးမှုတွင်တင်ပြီးမှုတို့ဟာခံယူရမကြောက်ကြနဲ့ to be formed mother of ว่าဘယ်လိုဖြစ်စီခြင်းလဲဆိုတာဒီဒီရဲ့ပပုဆယ်လက်ထဲမှာရှိတဲ့အရာတွေကပပုရှင်ကပဲပပုသမားပဲပြုပြင်သွားဖို့ရှိတယ်လို့ဒီ seminary မှာလည်းပဲကျောင်းသားတွေကတော့
မိမိတို့ရဲ့နှလုံးသားနဲ့စိတ်ကိုစစ်မှန်တဲ့တရားသစ္စာတရားလမ်းရှင်နဲ့ညီလျှောက်လန်းနိုင်မှုရာကြိုးစားအားထုတ်ကြပါဒါကြောင့်စေမရီမာနေရတဲ့အချိန်ကာလဟာသခင်ခရစ်တော်ငယ်ငယ်တုန်းကနေခဲ့တဲ့နာဇရက်နဲ့တူပဲပါစေမနာရီကို time of Nazareth လို့ခေါ်ရင်မမယ်လည်းမထင်ပါဘူးမိခင်မေတော်မာရိယာရဲ့ပြုစုဆောင်ရှောက်မှုအောက်မှာကြီးပြည့်လာခဲ့တဲ့သူငယ်တော်ယေရှုအတိုင်းသူရလောင်းတွေကလည်းပဲမေတော်မာရိယာရဲ့ပြုစုဆောင်ရှောက်ကာကွယ်မှုအားဖြင့် Assumption Seminary မှာလူသားအနေနဲ့တင်သားလေးတွေရှိရမယ်ကျွန်တော်တို့အုံနောက်အတွက်ပြုပြင်တာတွေလည်းရှိပြရမယ်အထူးသဖြင့်ဝိညာဉ်ကြီးနဲ့သာသနာပြုတဲ့နေရာမှာဘယ်လိုညီတဲ့လဲဆိုတဲ့အရာလေးတွေကိုဒီနေရာမှာပဲတုံ့ပြန်ပြီးတာဖြစ်ပါတယ်ချက်ချင်းဟို feel မှာတော့နေမှာရောက်ပြီးတော့တင်ရတာမဟုတ်ဘူးဟိုဒီမှာလက်ပြီးတော့မချပြီးပြီမဲ့မူအားဖြင့်ဒီမှာပြင်ဆင်ပြီးတဲ့နေရာဖြစ်တဲ့အဲ့ဒါကြောင့်သင်စားကြပါစားလဲတင်ရအုံနောက်လည်းပဲအစာကျွေးရအထူးသဖြင့်ဝိညာဉ်ကြီးရကောင်းလာပြီဆိုရင်စင်စွမ်းမာရဗျာနေရစာမေးပွဲမောင်စာမေးပွဲတိုက်ကြတယ်ဒါနဲ့တော့ကောင်းတဲ့ရာစာနမူနာဖြစ်တယ်သူကနေချချစ်ချင်းမြတ်အပြည့်အဝနဲ့လူတွေကသူ့ကိုတွေ့ပြီးဆိုရင်ဘုရားတွေ့တယ်လို့အဲ့ဒါကြောင့်မသူ့ရှိမှာအဘပြီရှင်တဲ့လူကနေတာဟိုးခရီးရချာပဲဘာကနေသူ့ကိုရှိမှာအဘပြီရှင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားပြီအခင်ခရစ်တော်ပြီအဲ့ဒါကြောင့်ဒီဖြစ်ဒီခါမှာကျွန်တော်တို့ကြားတဲ့နေရာတိုင်းမှာလူတွေကသူ့ရှိကြတယ်အခင်ခရစ်တော်ပြီဘူးတခင်ခရစ်တော်အကြောင်းကိုကြားနာဘူးခရစ်ယာန်ရဲ့ကျင့်စဉ်အတိုင်းကိုပို့နိုင်ဖို့ရကျွန်တော်ကြိုးစားကြပါစို့